ကယ်လိုရီနည်းပြီးဘိုက်ပြည့်စေတဲ့ဟင်းသီးဟင်းရွက်စုံကျုပ်မှုကြော်လေးလှုပ်ရှားကြည့်ရအောင်ဒီလိုအာဟာရပြည့်ဝတဲ့ဟင်းရတစ်ခုရဖို့အမေများများဝယ်ဖို့မလိုဘူးလို့အချိန်လည်းအများကြီးမကုန်ပါဘူးအဓိကပါဝင်ပစ္စည်းတွေကတော့ကြက်ဥဟင်းနုနွယ်ရွက်ခရမ်းကျင်သီးကြက်သွန်နီစီစားအနှဲငယ်နဲ့ငရုတ်ကောင်းမုန့်လိုပဲလိုအပ်ပါတယ်ကဲဒါဆိုအခုပဲချက်ဖို့ပြင်ဆင်လိုက်ရအောင်ဟင်းနုနွယ်ကိုရေးဆေးပြီးအသင့်ချွေထားမယ်ကြက်ဥကိုပကံနဲ့ခလောက်ပြီးထည့်ထားပါမယ်ခရမ်းကျင်သည့်ကြက်သွန်နီတို့ကိုလည်းရေးဆေးပြီးလှီးထားမယ်အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်စချက်လို့ရပါပြီအရင်ဆုံးမကတ်အိုးလေးကိုအပူပေးပြီးစီထမင်းစားစိုးတစ်စွန်းလောက်ထည့်ပေးရပါပြီစီပူလိုက်ရင်ကြက်သွန်နီလေးတွေကိုအရင်ထည့်ပြီးနွမ်းသွားအောင်စီတက်ပါမယ်ဝိတ်ချနေတဲ့သူတွေအတွက်စီသုံးတဲ့အခါမှာအခြားစီတွေထက်တန်လွင်စီကိုသုံးပေးတာပိုကောင်းပါတယ်ကြက်သွန်နီကလည်းကိုခံအားစနစ်ကိုမြင့်တင်ပြီးသွေးရင်းကြားဓာတ်ကိုလည်းထိန်းညှိပေးနိုင်ပါတယ်ကြက်သွန်နီလေးတွေနွမ်းသွားပြီဆိုရင်တော့ခရမ်းကျင်သီးလေးတွေထည့်လိုက်ပါမယ်ခရမ်းကျင်သီးကလည်းကယ်လိုရီနည်းတဲ့အပြင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗီတာမင်ပိုတက်ဆီယမ်ဓာတ်တွေပါဝင်ပါတယ်ခရမ်းကျင်သီးလေးတွေနည်းနည်းလေးပြော့လိုက်ရင်တော့တန်ဓာတ်ဖောလစ်အက်ဆစ်ဓာတ်ကျွဲဝတဲ့ဟင်းနုနွယ်ရွက်လေးတွေထည့်လိုက်ပါ10 မိနစ်လောက်အဖုတ်အုပ်ထားလိုက်ပါမယ်အသီးရွက်လေးတွေနည်းနည်းနွမ်းသွားပြီဆိုရင်ခလောက်ထားတဲ့ကြက်ဥလေးကိုလောင်းထည့်ကြက်ဥလေးတွေကြက်လာပြီဆိုမှဘေးကအသီးရွက်လေးတွေနဲ့အားလုံးရောမွေလိုက်ရုံပါပဲစားလေးနည်းနည်းဖြူမယ်နောက်ဆုံးမှာတော့ကိုကြိုက်တဲ့လောက်ငယ်ကိုကောင်းမွန်လေးဖြူလိုက်ရင်ရတာရှိလာတဲ့ဟင်းသီးဟင်းရွက်စုံကြက်ဥမွေကြော်လေးကိုရပါပြီဟင်းသီးဟင်းရွက်စုံကြက်ဥမွေကြော်ကခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စေကိုမြင့်တင်ပေးပြီးမနက်စာအဖြစ်စားသုံးခြင်းကအကောင်းဆုံးဖြစ်ပါတယ်